္ဂလာပါရှင်ဒီနေ့ဇွန်လ23ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြစ်ရတချို့တင်ဆက်ပေးပါမယ်။ American ကိုလက်စားချေဖို့အတွက်နီလန်အားလုံးကိုစဉ်းစားနေတယ်လို့အီရန်ပြောပါတယ်။ Hormuz ရေလက်ကြောင်းပိတ်မပစ်အောင်အီရန်ကိုတားပေးဖို့တရုတ်ကို American တောင်းဆိုလိုက်ပါတယ်။ American Visa လျှောက်သူတွေအနေနဲ့ Social Media အကောင့်တင်ပြရမယ်လို့ကြေညာလာပါတယ်။ဒီသတင်းတွေနားဆင်ရမှာဖြစ်ပါတယ်ရှင်။ American ရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပြီးတဲ့နောက်လက်စားချေဖို့နီလန်အားလုံးကိုစဉ်းစားထားတဲ့အကြောင်းအီရန်ဘက်ကပြောကြားခဲ့ပါတယ်။ဇွန်လ22ရက်မနက်ပိုင်းမှာ American ကမဟာဗျူဟာဘုံကျဲလေယာဉ်တွေဆေးလွှတ်ပြီးအီရန်ပိုင်နက်ထဲကနျူကလ িয়ার နည်းပညာသုတေသနစခန်း3ခုကိုတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီလောက်ရက်ကိုအီရန်ကလက်စားချေရင်အမှားကြီးမှားလိမ့်မယ်လို့ American ကချိန်ချောက်ထားပေမဲ့အီရန်တပ်တမန်အသက်အဝန်းကတော့တေချာပေါက်လက်တုံပြန်မယ်လို့ပြောဆိုထားပါတယ်။လောလောဆယ်မှာတော့အရှိအလဲပိုင်းဒေသတွေမှာဖြန့်ကျက်ထားတဲ့ American စစ်စခန်းတွေကအီရန်ရဲ့နံပါတ်1ပြစ်မှတ်တွေဖြစ်လာနိုင်ခြေရှိနေပါတယ်။ဒါကြောင့်အဲ့ဒီစခန်းတွေရောအင်ရှင်နိုင်ငံတွေကပါအခြေအနေကိုရင်တထိတ်ထိတ်နဲ့စောင့်ဆိုင်းနေရပါတယ်။စစ်ရေးသူတေသီတွေကတော့အီရန်ဟာ American ရဲ့တိုက်ခိုက်မှုနဲ့ကြုံတွေ့ပြီး48နာရီအတွင်းမှာတခုခုကိုထင်သာမြင်သာတုံ့ပြန်လာနိုင်တယ်လို့သတိပေးထားပါတယ်။အီရန်နိုင်ငံသားရေးဝန်ကြီး Abbas Araghchi ကတော့ American ဟာအင်အားသုံးခြင်းနဲ့ချင်းချောက်ခြင်းဆိုတဲ့ဘာသာစကားမျိုးကိုပဲနားလည်တယ်ဆိုတာလက်တွေ့ပြသလိုက်တာလို့ပြောပါတယ်။အီရန်ပြည်သူတွေအပေါ်ရန်လိုပြီးအန်တရယ်ကြီးတဲ့စစ်စင်တိုက်ခိုက်မှုမျိုးလှုပ်ဆောင်ခဲ့တဲ့အတွက် American ဟာအဆုံးမတတ်နိုင်တဲ့အကျိုးဆက်တွေကြုံရလိမ့်မယ်လို့လည်းသူကဆိုပါတယ်။ American အစိုးရကတော့ Midnight Hammer လို့နာမည်ပေးထားတဲ့ဒီစစ်စင်ရေးကအီရန်စစ်တပ်နဲ့အီရန်ပြည်သူတွေကိုတိုက်ခိုက်တာမဟုတ်ပဲအီရန်နျူကလ িয়ার အစီအမံတွေကိုဖျက်ဆီးခြင်းပဲဖြစ်တယ်လို့ပြောကြားထားပါတယ်။လက်တလုံးမှာတော့အီရန်အာဏာပိုင်တွေဟာဘယ်လိုနည်းလမ်းတွေနဲ့ American ကိုလက်တုံပြန်မလဲဆိုတဲ့ပေါ်ခေါင်းချင်းရိုက်တိုင်ပင်ဆွေးနွေးနေတယ်လို့ဆိုပါတယ်။ American သမ္မတ Trump ကတော့အီရန်ဟာဂလဲ့စားခြေတာကိုလုံးဝမလုပ်သင့်ဘူးလို့ရာဇသံပေးထားပြီးအီရန်အတွက်ငြိမ်းချမ်းရေးနဲ့ကြေကွဲထိခိုက်မှုတွေကတခုခုကိုပဲရွေးရမှာဖြစ်တယ်လို့ပြောပါတယ်။အီရန်ဟာ American ကိုလက်တုံပြန်ဖို့စီစဉ်နေတဲ့အတိုင်းလွန်ခဲ့တဲ့တပတ်ကျော်လုံးအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်စစ်ရေးအရင်းမြစ်တွေအများပြားဆုံးရှုံးခဲ့ပြီးဖြစ်တဲ့အတွက်အစီအစဉ်တွေကိုအကောင့်ထဲဖော်တဲ့နေရာမှာအကန့်အသတ်တွေရှိနိုင်တယ်လို့စစ်ရေးသူတေသီတွေကခန့်မှန်းထားပါတယ်ရှင်။အီရန်က Hormuz ရေလက်ကြောင်းပိတ်ချမပစ်အောင်ကူညီစည်းရုံးပေးဖို့တရုတ်ကို American တောင်းဆိုလိုက်ပါတယ်။ American နိုင်ငံသားရေးဝန်ကြီး Marco Rubio ကကမ္ဘာပေါ်မှာရေနံတင်ပို့မှုတွေဖြတ်တန်းတည်ယူမှုအများဆုံးရေလမ်းကြောင်းတစ်ခုဖြစ်တဲ့ Hormuz ရေလက်ကြောင်းအီရန်ကပိတ်မပစ်အောင်တရုတ်အနေနဲ့ကူညီတားဆီးစေလိုတယ်လို့ပြောပါတယ်။အီရန်ဟာနိုင်ငံရဲ့လုံခြုံရေးကိုထိပါခံလာရတဲ့အခြေအနေကြရင်Hormuz ကိုပိတ်ပစ်မယ်လို့မကြာခဏချင်းချောက်ခဲ့ပူးပါတယ်။ American ကအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဆောက်အအုံတွေကိုဘုံကျဲပြီးတဲ့နောက်မှာတော့အီရန်လွှတ်တော်ဟာ Hormuz ကိုပိတ်ပစ်ဖို့အစီအစဉ်ကိုထောက်ခံအတည်ပြုပြီးဖြစ်တယ်လို့အစိုးရပိုင်း Press TV သတင်းဌာနကဖော်ပြခဲ့ပါတယ်။ဒါပေမဲ့ရေလက်ကြောင်တကယ်ပိတ်ပစ်ဖို့အပိသက်ဆုံးဖြတ်ချက်ကိုတော့နိုင်ငံအဓိပတိဦးဆောင်တဲ့အမျိုးသားလုံခြုံရေးကောင်စီကချမှတ်ရမှာပါ။ Hormuz ရေလက်ကြောင်အပိတ်ခံရပြီးဆိုတာနဲ့ကမ္ဘာစီးပွားရေးအပေါ်ကြီးမားတဲ့နောက်ဆက်တွဲကျိုးဆက်တွေရိုက်ခတ်လာမှာဖြစ်ပါတယ်။တရုတ်ကအီရန်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးမျိုးရှိနေသလိုအီရန်ကတင်ပို့တဲ့ရေနံကိုပမာဏအများဆုံးဝယ်ယူတဲ့နိုင်ငံလေးဖြစ်ပါတယ်။ American အနေနဲ့အစ္စရေး-အီရန်ပြည်ပခါမှာဓာတ်ရိုက်ပါဝင်လိုက်ချိန်ကတည်းကကမ္ဘာအရှေ့နံဈေးနှုန်းဟာတိတိတတ်တာတက်ရိပ်ပြလာခဲ့ပါတယ်။ဒီလိုအခြေအနေမှာတကယ်ပဲHormuz ရေလက်ကြားအပိတ်ခံလိုက်ရရင်ရေနံဈေးကွက်ကအကြီးအကျယ်ပြောင်းဆန်သွားမဲ့သဘောပါ။ Hormuz ရေလက်ကြားဆိုတာကပါရှန်ပင်လယ်ကွေ့နဲ့အိုမန်ပင်လယ်ကွေ့ကြားမှာတဘာဝအတိုင်းထိုးထွက်နေတဲ့ကျွန်းဆွယ်နေရာကြောင့်ကျင်းမြောင်းသွားတဲ့နေရာဖြစ်ပါတယ်။မြောက်ပိုင်းမှာအီရန်နိုင်ငံရှိပြီးတောင်ဘက်မှာတော့ UAE, အိုမန်နိုင်ငံတွေနဲ့ထိစပ်နေပါတယ်။အီရန်တော်လှန်ရေးအစောင့်တပ် IRGC ကHormuz ကိုပိတ်ထားနိုင်တဲ့စစ်အင်အားမျိုးပိုင်ဆိုင်ထားတဲ့အကြောင်းမကြာခဏကြွေးကြော်လေးရှိပါတယ်။တရုတ်ကိုယ်တိုင်ကလည်းရေနံတင်သွင်းမှုတွေမှာHormuz ရေလက်ကြားကိုအကြီးအကျယ်မှီခိုနေရတဲ့အတွက်ရေလက်ကြားမပိတ်အောင်အီရန်ကိုတောင်းဆိုပေးဖို့သူ့အနေနဲ့တိုက်တွန်းတဲ့အကြောင်း Rubio က Fox သတင်းဌာနကိုပြောခဲ့ပါတယ်။တကယ်လို့ရေလက်ကြားပိတ်လိုက်ပြီးဆိုရင်စီးပွားရေးအတွက်သေချောင်းကျန်တဲ့အဓိပ္ပာယ်လို့ပြောနိုင်ကြောင်းအဲ့ဒီလိုဖြစ်လာရင်ဘလို့တုံ့ပြန်ကင်တွယ်မလဲဆိုတာတွေအတွက်လည်း American ကစဉ်းစားထားတာတွေရှိတဲ့အကြောင်းဒီကိစ္စကိုတခြားနိုင်ငံတွေလည်းအလေးထားစဉ်းစားသင့်ကြောင်းရေလက်ကြားအီရန်ကပိတ်လိုက်မယ်ဆိုရင်American ထက်တခြားနိုင်ငံတွေရဲ့စီးပွားရေးကိုအများကြီးပို့အထိနာစေမှာဖြစ်ကြောင်း Rubio ကထောက်ပြသွားပါတယ်။ကမ္ဘာရေနံတင်ပို့မှုစုစုပေါင်းရဲ့20%ကနှစ်စဉ်Hormuz ရေလက်ကြားကိုဖျက်ဆီးနေရတာဖြစ်ပါတယ်။
ဒါကြောင့်မလို့ရေလက်ကြောင်ပိတ်ဖို့အားထုတ်တဲ့စူးစမ်းမှုတိုင်းကကမ္ဘာရှင်နံနဲ့လောင်စာဈေးတွေကိုထိုးတက်သွားစေမဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။တရုတ်ကအီရန်ရဲ့ရေနံကိုအများဆုံးဝယ်ယူတဲ့နိုင်ငံဖြစ်ပြီးခဲ့တဲ့လအတွက်စည်ရင်းတွေအရနေ့စဉ်ရေနံစိမ်းစီပေါင်း1.8 သန်းကျော်အီရန်စီကနေတင်သွင်းခဲ့တယ်လို့သိရပါတယ်။အာရှရဲ့စီးပွားရေးအင်အားကြီးနိုင်ငံတွေဖြစ်တဲ့အိန္ဒိယ၊ဂျပန်၊တောင်ကိုရီးယားတို့ကလည်းအဲ့ဒီရေလက်ကြားကိုဖြတ်ပြီးတည်ယူတဲ့ရေနံကိုကြီးမားမားအားထားမိခိုနေကြရတာဖြစ်ပါတယ်ရှင်။ရွှေ့ပြောင်းအခြေချမှုမဟုတ်တဲ့ဗီဇာ၃မျိုးအတွက်လျှောက်ထားသူတွေအနေနဲ့ကိုပိုင်လူမှုကွန်ရက်မီဒီယာအကောင့်တွေကို public အဖြစ်ထားရှိရမယ်ဆိုတဲ့ညွှန်ကြားချက်ထွက်ပေါ်လာပါတယ်။ American နိုင်ငံဆိုင်ရာထိုင်းတန်ယုံကဗီဇာလျှောက်ထားမှုတွေနဲ့ပတ်သက်ပြီးအဲ့ဒီစီမင်းသစ်ကိုထည့်သွင်းသတ်မှတ်မယ်အကြောင်းဇွန်လ23ရက်ဒီနေ့မှအသိပေးလာခဲ့တာလို့ Bangkok Post သတင်းစာကဖော်ပြပါတယ်။ပညာရေးဗီဇာအသက်မွေးပညာရေးဗီဇာနဲ့နှစ်နိုင်ငံဖလှယ်ရေးအစီအစဉ်အရာဆေးလွှတ်သူတွေအတွက်ထုတ်ပေးတဲ့ဗီဇာရရှိသူတွေဟာသူတို့ရဲ့ privacy setting ကို public ဖြစ်ဖွင့်ထားတဲ့လူမှုကွန်ရက်စာမျက်နှာတွေကိုပါတင်ပြရမှာဖြစ်ပါတယ်။ဒါမှပဲအချက်အလက်အစည်းအဝေးမှုတွေမှာပိုလွယ်ကူချောမွေ့စေပြီး American ရဲ့ဥပဒေတွေနဲ့အညီလျှောက်ထားခြင်းရှိမရှိစမ်းစစ်နိုင်လိမ့်မယ်လို့တန်ယုံရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာဖော်ပြထားပါတယ်။အဲ့ဒီဗီဇာအမျိုးအစား3ခုလျှောက်ထားမှုကိုအဆင့်6ခုဖြတ်တန်းစေပြီးစီစစ်မှာဖြစ်ကြောင်းအဲ့ဒီနောက်မှာတော့နောက်ဆုံးအဆင့်အနေနဲ့တန်ယုံကအင်တာဗျူးသွားမယ်လို့လည်းကြေညာချက်မှာဖော်ပြထားပါတယ်ရှင်။ People Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။